စိတ်ငြိမ်းအေးခြင်းနဲ့မပူလောင်ခြင်းဘူးဆိုရင်ဒီအခြေခံအဆုံးအမတွေကိုဘုံဘုံတို့တတ်နိုင်သမျှလိုက်နာနိုင်အောင်ကြိုးစားသူအကြောင်းမှသိပြီးတော့ခေါင်းထဲကိုမထည့်ပြအောင်ကြိုးစားကိုအကြောင်းကိုခေါင်းထဲထည့်ပြအောင်ကြိုးစားဟုတ်လားဒီမှာတော့မြတ်စွာဘုရားဘယ်လိုဟောထားတော့နပရိတံဝီလောမာနိနပရိတံကတကတနပရိတံဝီလောမာနိသူများကိုယ်မုန်းလို့မလို့လို့နော်ကိုယ့်အပေါ်မှာမဟုတ်တန်တရားတွေရှောက်ပြီးတော့ပြောတယ်ဆိုကြပါစို့ဒါလည်းကြုံရနိုင်တာပဲလေအဲ့လိုမျိုးကိုယ်ကိုမခံချင်အောင်ပြောလာတဲ့စကားတွေကိုနှလုံးမသွင်းပါနဲ့မစင်ကြင်ပါနဲ့မကြည့်ရှုပါနဲ့တဲ့နအဝခေယကြည့်ရှုစင်ကြင်၍မနေရကြည့်ရှုတယ်ဆိုတာလေးကိုဘုံဘုံကညနေကလမ်းလျှောက်ရင်းနဲ့စဉ်းစားတယ်ဒီတရားလေးကိုသူများကိုယ်နော်မကောင်းတရားပြောတာတွေကိုကြည့်ရှုစင်ကြင်ပြီးတော့မနေနဲ့ဟုတ်တယ်ဘယ်သူကကိုယ်ကိုဘယ်လိုပြောတာဆိုရင်သူ့ပုံမှာမြင်နေတယ်ဘာနဲ့ကြည့်တော့စိတ်ထဲကကြည့်နေတာလေဟုတ်တယ်မို့လားစကလုံးတွေကိုတောင်မှဘာလို့ကြားရောင်နေတယ်ပုံသဏ္ဍာန်တွေဘာဖြစ်နေတော့မြင်ရောင်နေတယ်